လက်ရှိဘောလုံးလောကရဲ့ကမ္ဘာအကောင်းဆုံးလူငယ်ကစားမ10ဦးလက်ရှိဘောလုံးကမ္ဘာမှာရိုနယ်ဒိုနဲ့မက်ဆီလိုမျိုးရှာရှာပါပါပါမီရှင်တွေထပ်မံထွက်ပေါ်လာဖို့ခက်ခဲပေမဲ့တချို့လူငယ်ကစားမတွေကတော့သူတို့ရဲ့ကိုယ်ပိုင်ရည်ချင်းနေတဲ့ထူးချွန်လာနိုင်ကြပါတယ်ဒီကနေ့မှာတော့2025ခုနှစ်မှာအသက်22နှစ်ယောက်ကစားမတွေကကမ္ဘာထိပ်တန်းအဆင့်ထိရောက်ရှိနိုင်တဲ့အလားအလာရှိသူ10ဦးကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်10 Mike Lewis Kelly အာဆင်နယ်အသက်19နှစ်အရွယ်အင်္ဂလန်နိုင်ငံသားဖြစ်တဲ့ Mike Lewis Kelly ကတော့အာဆင်နယ်တင်းရဲ့လူငယ်ကယ်ဒမီ Head End ကနေထွက်ပေါ်လာတဲ့လူငယ်ထူးချွန်တူဖြစ်ပါတယ်။သူက2024ခုနှစ်စက်တင်ဘာလမှာ Manchester City နဲ့ပွဲစဉ်မှာပွဲဥဒက်ကစားမပွဲကိုစတင်ခဲ့ပါတယ်။2024-2025ဘောလုံးရာသီမှာတော့အသင်းကြီးအတွက်ပြိုင်ပွဲစုံ39ပွဲကစားခဲ့ပြီးတော့တကိုးသွင်းယူပေးထားခဲ့တာပါ။နံပါတ်9 Kinai Dit Juventus အသက်20ရွယ်ရှိတဲ့တူဂီနိုင်ငံသားဖြစ်တဲ့ Kinai Dit ကတော့ Juventus အသင်းရဲ့ကနဝင်ဂျော်ဒန်ဘတ်10ဂျာစီကိုဝတ်ဆင်ထားပါတယ်။သူက2023ခုနှစ်ကလေးက Juventus အသင်းကြီးမှာပါဝင်လာခဲ့ပြီးတော့တူဂီလေယူစဉ်အသင်းအတွက်ပွဲပေါင်း25ပွဲကစားပြီးတော့9ဂိုးသွင်းယူထားတာဖြစ်ပါတယ်။2025-26ဘောလုံးရာသီစောပိုင်း Serie A ဆက်ပွဲမှာ2ဂိုးသွင်းယူပြီးတော့3ဂိုးဖန်တီးပေးထားပါတယ်။နံပါတ်8ဝါရန်ဇာယာအီမရီ PSG အသက်19နှစ်အရွယ်ပြည်နိုင်ငံသားဖြစ်တဲ့ကွင်းလယ်လူဝါရန်ဇာယာအီမရီကတော့ PSG အသင်းရဲ့အဓိကကစားမစီးရင်မှာနေရာယူထားပြီးသားဖြစ်ပါတယ်။သူအနေနဲ့နီးပြလူဝစ်အန်ရီကေရဲ့ယုံကြည်မှုကိုပြေဝရရှိထားပြီးတော့2024-25ဘောလုံးရာသီမှာပြိုင်ပွဲစုံ55ပွဲကစားပေးထားပြီးတော့3ဂိုးသွင်းယူကာ2ဂိုးဖန်တီးပေးထားတာပါနံပါတ်9 Gavi ဘာစီလိုနာအသက်22နှစ်အရွယ်စပိန်နိုင်ငံသားကွင်းလယ်လူကာဗီကစပိန်ဘောလုံးလောကရဲ့အနာဂတ်ဖြစ်သတ်မှတ်ခံထားရပါတယ်သူက2021ခုနှစ်မှာ19နှစ်သားနဲ့စပိန်လာလီဂါပြိုင်ပွဲကိုစတင်ခဲ့ပြီးတော့လက်ရှိချိန်ထိဘာစီလိုနာအသင်းကြီးအတွက်စုစုပေါင်းပွဲပေါင်း155ပွဲကစားထားပြီးတော့10ဂိုးသွင်းယူထားတာဖြစ်ပါတယ်နံပါတ်6 Paulo Cubarsí ဘာစီလိုနာအသက်18နှစ်အရွယ်စပိန်နောက်ခံလူပေါ်လိုကူဗာစီကဘာစီလိုနာရဲ့လာမာစီယာကယ်မီကနေထွက်ပေါ်လာတာဖြစ်ပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာပွဲဦးထွက်ခဲ့ပြီးတဲ့နောက်အသင်းကြီးမှာနေရာရခဲ့ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလအထိပြိုင်ပွဲစုံ28ပွဲကစားထားပြီးသားဖြစ်ပါတယ်။ကူဗာစီအနေနဲ့2024ခုနှစ်မတ်လမှာစပိန်လေယူစဉ်အသင်းအတွက်လည်းတက်ငယ်ဆုံးကစားမဖြစ်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။နံပါတ်5 Dean Huijsen Real Madrid အသက်20အရွယ်စပိန်နိုင်ငံသားနောက်တန်းလူ Dean Huijsen က2025ခုနှစ်နေရာဒီမှာ Real Madrid အသင်းစီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူက2024-25ရာသီကိုပုံမှန်အသင်းမှာကစားခဲ့ပြီးတော့36ပွဲမှာ3ဂိုးသွင်းယူသွားခဲ့ပါတယ်။2025-26ဘောလုံးရာသီကိုတော့ Real Madrid အသင်းနဲ့19ပွဲကစားထားပြီးတဂိုးသွင်းကတဂိုးဖန်တီးထားပါတယ်။နံပါတ်4 Estivao Chelsea မက်ဆီဟိုလို့အမည်ပြောင်းပေးထားတဲ့အသက်18နှစ်အရွယ်ဘရာဇီးနိုင်ငံသားတောင်ပန်တိုက်စစ်မှုဖြစ်တဲ့ Estivao က Chelsea အသင်းရဲ့နာဂတ်လို့သတ်မှတ်ခံထားရပါတယ်။သူက2023ကနေ2025ခုနှစ်ထိပါမေးရက်စ်အသင်းအတွက်83ပွဲကစားပြီးတော့29ဂိုးသွင်းယူက Chelsea အသင်းစီရောက်ရှိလာခဲ့ပါတယ်။2025-26ဘောလုံးရာသီစောပိုင်းမှာ Chelsea အသင်းနဲ့16ပွဲကစားထားပြီးတော့၄ဂိုးသွင်းယူကတဂိုးဖန်တီးပေးကြပါတယ်။နံပါတ်3အာဒါကူလာ Real Madrid အသက်20အရွယ်တူဂီနိုင်ငံသားကွင်းလယ်လူအာဒါကူလာကို Real Madrid အသင်းရဲ့နီးပြဟောင်းတူက Lionel Messi ချက်ပုံမိုးတဲ့အလားအလာရှိတယ်လို့သုံးသပ်ထားပါတယ်။သူက Fenerbahce အတွက်50ပွဲမှာ9ဂိုးသွင်းယူခဲ့ပြီးတော့ Real Madrid အသင်းအတွက်လက်ရှိချိန်ထိစုစုပေါင်း89ပွဲမှာ15ဂိုးသွင်းယူထားတာဖြစ်ပါတယ်။နံပါတ်2 Joao Neves PSGအသက်22နှစ်အရွယ်ပေါ်တူဂီနိုင်ငံသားကွင်းလယ်လူ Joao Neves ကို PSG အသင်းက2024ခုနှစ်နွေရာသီမှာဘင်ဖီကာကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။သူကဘင်ဖီကာအတွက်85ပွဲကစားခဲ့ပြီးတော့4ဂိုးသွင်းယူခဲ့ပါတယ်။ PSG အသင်းမှာ2024-25ဘောလုံးရာသီအတွင်းပြိုင်ပွဲစုံ68ပွဲကစားခဲ့ပြီးတော့73ဂိုးသွင်းယူခဲ့ပါတယ်။နံပါတ်1ကစားမ Desire Doué PSGအသက်20ရွယ်ပြည်နိုင်ငံသားတောင်မတိုက်စစ်မှု Desire Doué ကယူရို30ဝန်းကျင်နဲ့ PSG အသင်းစီကိုရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့တမိုးထက်ပုံမြင်မာတဲ့ခြေစွမ်းကိုပြသနေသူဖြစ်ပါတယ်။2024-25ဘောလုံးရာသီမှာပြိုင်ပွဲစုံ60ပွဲကစားပြီးတော့16ဂိုးသွင်းယူကာ16ဂိုးဖန်တီးပေးခဲ့ပါတယ်။ Champions League Final ပွဲမှာပါ Man of the Match ဆုရရှိခဲ့တဲ့သူဖြစ်ပြီးကလျန်အမ်ဘက်ပီထွက်ခွာသွားတာကိုစိုးရိမ်စရာမလိုတော့အောင်မှခြေစွမ်းပြထားတာဖြစ်ပါတယ်။